မင်္ဂလာပါအားလုံးပဲမင်္ဂလာပါကျွန်တော်လုပ်တဲ့နေရာနဲ့အလုပ်ကတော့ short center ပေါ့နော် short center Biswa မှာမိုးလင်းမှုချုပ်ပါမှမသိရဘူးအလုပ်ရတယ်ဒါပေမဲ့နေတဲ့နေရာကလည်းကွန်ဒိုမှာ3ယောက်ခန့်3ယောက်နေရတယ်ပေါ့နော်အဆင်ပြေပါတယ်ဒီကျွန်တော်ရဲ့ society ကတော့မြန်မာတွေမရှိဘူးအကုန်လုံးတရုတ်တွေကြီးပဲဆိုတော့ကျွန်တော်နေတဲ့နေရာဒီမှာထိုင်းတန်ယုံပဲကျွန်တော်နေတဲ့နေရာနဲ့အောက်ဆင်းလိုက်တာနဲ့ထိုင်းတန်ယုံပဲပေါ့နော် short center Claymore Road ဆိုပြီးတော့ရေးထားတယ်ကျွန်တော်နေတဲ့နေရာကတော့ဒီထိုင်းတန်ယုံနဲ့လည်းနီးရယ်ကေးအစင်မူလာမယ်ဆိုရင်တော့တရုတ်ကိုတော့ကောင်းအောင်လုပ်ကြပါကျွန်တော်ကတော့တရုတ်သိမရပဲမနားလေးတယ်ဗျာမပြောတတ်တာပဲရှိရဒါပေမဲ့နည်းနည်းကြာလာရင်တော့ပြောတတ်မှာပါခုကတော့အင်္ဂလိပ်လိုပဲပြောရတယ်စင်မူတော်တော်များများစင်မူမှာတော်တော်များများကလေအင်္ဂလိပ်လိုပဲပြောကြတာများတယ်ပေါ့နော်အော်ဒါတွေမှာမှားတယ်ဆိုတော့အင်္ဂလိပ်လိုမတတ်တဲ့လူကနေပါရဲ့အဲဆိုတော့အင်္ဂလိပ်လိုဖြစ်တရုတ်လိုဖြစ်အဓိကတော့တရုတ်ရရင်တော့အကောင်းဆုံးပါပဲစင်မူလာမယ်ဆိုတော့အလုပ်တန်းခံနိုင်ဖို့လွယ်တယ်ကျွန်တော်ဆိုမနေ့ကိုည10 နာရီအခု10 နာရီကျော်မှပြန်ရတာပေါ့နော်တန်းရှင်းပါညာလို့မနေ့ဖြန်အသက်ပြင်ဆင်ပါညာဆိုတာ ਨੇ ဒီချိန်မှပြန်ရတာပါစင်မူလာမယ်ဆိုရင်အလုပ်တန်းခံနိုင်အောင်တော့စူးစမ်းကြပါလို့ပြောချင်ပါတယ်ကျွန်တော်နေတဲ့နေရာကတော့ဒီကွန်ဒိုကြီးပဲအမြင့်ပဲ14လွှာအလွှာ24ထိရှိရယ်ည14လွှာမှာနေပါရဲ့အားလုံး bye bye good night ပါ